အားလုံးပဲမြင်ကြလားပါဒီနေ့မှာတော့ကျွန်တော်မေးထားတဲ့မေးခွန်းလေးကိုပြန်လဲဖြေချပေးခြင်းပါတယ်တင်မောသီးရပေါ့နော်ခန္ဓာကိုယ်အတွက်ဘာတွေအကျိုးရှိစေလဲဆိုတာကိုပြောပြပေးပါလို့ပြောရတဲ့အတွက်ပြန်လဲဖြေချပေးခြင်းပါတယ်တင်မောသီးကကျွန်တော်တို့အစာရင်အတွက်တွေမကဘဲနဲ့တကိုယ်လုံးကအစိတ်တောက်တွေကိုရှင်းထုတ်ပေးမဲ့တဘာဝဆက်ရန်ရာကြီးတစ်ခုပါတင်မောသီးကကျွန်တော်ရဲ့ခန္ဓာကိုယ်ကိုဘယ်လိုပြုတ်ပြင်ပေးသလဲဆိုတာကိုဒီဗီဒီယိုမှာသေချာပြောပြပေးသွားမှာပဲဖြစ်ပါတယ်သင်္ဘောသီးမှာပါဝင်တဲ့ကျွန်တော်ပါပိန်းအင်ဆိုင်ဟာကျွန်တော်တို့ရဲ့စားလိုက်တဲ့အသားတွေကိုအမြန်ဆုံးကျဉ်ညက်အောင်ကူညီပေးပါတယ်။သူကအသားတွေစားလိုက်လို့ရှိရင်တေချာသူကခြေဖြတ်ပေးပါတယ်။ပြီးတော့ကျွန်တော်ဥလန်းချောင်းကိုသူကတန့်စင်ပေးတယ်။သူ့မှာပါတဲ့ fiber အပြင်ဓာတ်ကဥလန်းချောင်းထဲမှာကတ်နေတဲ့အညစ်အကြေးတွေကိုတပြက်စီးလှဲသလိုရှင်းထုတ်ပေးပါတယ်။ပြီးတော့နောက်တစ်ခုကကျတော့သင်္ဘောသီးထဲမှာကျွန်တော်သွေးတွေကသူ့ရဲ့ဒီအစိတ်တောက်တွေကိုဖယ်ရှားပြီးတော့ဒီကင်ဆာဆဲတွေမဖြစ်အောင်လဲကာဝယ်ပေးပါတယ်တင်မောသီးစားတဲ့အတွက်ကျွန်တော်တို့ဘာတွေအကျိုးကျေးဇူးတွေရနိုင်လဲဆိုတာကိုလည်းဆက်ပြီးတော့ပြောပြပေးပါမယ်ပထမဆုံးအနေနဲ့ကျွန်တော်တို့ဝမ်းချုပ်ခြင်းကိုပျောက်ကင်းစေရကျွန်တော်တင်မောသီးကိုပုံမှန်စားပေးလို့ရှိရင်ကျွန်တော်ဝမ်းထုတ်စေလုံးဝတောက်เสียမလိုပါဘူးသူကဝမ်းမှန်စေပါတယ်ပြီးတော့တင်မောသီးမှာကိုခံစွမ်းအားကိုမြင့်တင်ပေးတဲ့ဓာတ်တွေပါတယ်ဒီဗီတာမင် A နဲ့ဗီတာမင် C ကပေါ့နော်ဒီယာဒီတုပ်ကွေးတွေဖြားတာနာတာတွေကိုသူကကာကွယ်ပေးတယ်အဲ့အတွက်ကြောင့်ကျွန်တော်တင်မောသီးကိုတစ်နေ့တစ်လုံးတော့ပုံမှန်စားပြီးတင်ပါတယ်နောက်တစ်ခုတင်မောသီးကကျွန်တော်မျက်စိအားကောင်းစေုံနဲ့မကဘဲနဲ့အသားရည်ကိုစိုးပြေဝင်းပစေပြီးတော့အရေးကြောင်းတွေကိုလည်းသူကရှော့ချပေးပါတယ်အဲ့အတွက်ကြောင့်ကျွန်တော်တို့တင်မောသီးကိုဘယ်လိုမှန်မှန်ကန်ကန်စားရမလဲဆိုတဲ့နီလန်းတွေလည်းပြောပြပေးတော့မှာဖြစ်ပါတယ်တင်မောသီးကိုထမင်းစားပြီးမှစားပါဘာလို့လဲဆိုတော့ကျွန်တော်တို့အစာချေစနစ်ကိုအားပေးရဲ့အတွက်အစာစားပြီး15မိနစ်ခန့်မှစားတာကသူကအကောင်းဆုံးပါနောက်တစ်ကျွန်တော်တို့တင်မောသီးရဲ့အစစ်တင်မောသီးအစစ်အနှဲငယ်ကိုကျွန်တော်တို့ဝါးစားပေးလိုက်လို့ရှိရင်ဝမ်းထဲမှာရှိတဲ့တန်ကောင်တုတ်ကောင်တွေကိုတဘာဝအတိုင်းနှိမ်နှင်းနိုင်ပါတယ်ကျွန်တော်တို့ပေါ့နော်ဟိုတန်ချာစေးတောက်ဆရာမလိုပါဘူးအဲ့အတွက်ကြောင့်တင်မောသီးစစ်အနှဲငယ်စားပေးလိုက်တာနဲ့ဝမ်းထဲမှာရှိတဲ့တန်ကောင်တုတ်ကောင်တွေကိုနှိမ်နှင်းပေးနိုင်ပါတယ်နောက်တစ်ခုကကျွန်တော်တို့မိန်းကလေးတွေဒီအသားကြီး6တွေ့လို့ရှိရင်တင်မောသီးမဲ့ကိုခြေလိုက်ပါခြေပြီးတော့မျက်နှာပေါင်းတင်ပေးမယ်ဆိုလို့ရှိရင်တော့ကျွန်တော်မျက်နှာအဆိုဓာတ်ပြေဝစေပါတယ်အဲ့အတွက်ကြောင့်တင်မောသီးနဲ့လည်းပေါင်းတင်လို့ရပါတယ်ဟုတ်ကဲ့ပါတင်မောသီးကိုရှောင်ရမယ့်အချက်တွေကိုလည်းဆက်လက်ပြီးတော့ပြောပြပေးသွားမှာဖြစ်ပါတယ်တင်မောသီးအစိမ်းဒါမှမဟုတ်မှမဲ့တမဲ့မှာပါတဲ့ဒီအစေးရပေါ့နော်တအိမ်ကိုကျုပ်စေနိုင်တဲ့အတွက်ကိုဝင်ရှိတဲ့လူတွေမှာအထူးရှောင်ဖို့လိုပါတယ်ကိုဝင်ရှိတဲ့မိခင်တွေကိုဝင်ဆောင်မိခင်တွေတင်မောသီးမစားပါနဲ့ဝမ်းပြက်နေတဲ့သူတွေဝမ်းသွားနေတဲ့အချိန်မှာတင်မောသီးစားလို့ရှိရင်ဝမ်းပို့ပြီးတော့သွားစေနိုင်တဲ့အတွက်ဝမ်းပြက်နေတဲ့အချိန်မှာတင်မောသီးကိုခဏတော့ရှောင်ထားပေးပါနောက်တစ်ချက်ကကျွန်တော်တို့ဓမ္မတဲ့တဲ့လူတွေရှိတယ်တချို့သူတွေမှာကျွန်တော်တင်မောသီးအစိမ်းနဲ့ဓမ္မတဲ့တာမျိုးရှိတတ်လို့ဒီရားရံတာအပူပိတ်ထွက်တာတွေဖြစ်တဲ့အတွက်စင်ကျင်တင်ပါတယ်ဟုတ်ကဲ့ပါကျမ်းမာရေးဆိုတာကျွန်တော်ဈေးကြီးရဲ့ဖြစ်ဆက်စာတွေမှာရှိတာမဟုတ်ပါဘူးကျွန်တော်ရဲ့မြန်မာပြည်မှာအလွယ်တကူရတဲ့တင်မောသီးတစ်လုံးကကျွန်တော်ရဲ့အစာအိမ်နဲ့ဥလန်းချောင်းကိုအကောင်းဆုံးစောက်ရှောက်ပေးနိုင်ပါတယ်။ဝမ်းသလုံးကောက်မှခေါင်းသလုံးမခဲဆိုတဲ့စကားအတိုင်းဒီကျမ်းမာတဲ့အစာချေစနစ်ကိုပိုင်ဆိုင်ဖို့ကျွန်တော်ဒီနေ့ကစပြီးတော့တင်မောသီးကိုတင့်လော်သလိုစားသုံးပေးကြပါ။အဲ့ပြကြောင့်ကျွန်တော်မေးထားတဲ့မေကွန်းပိုင်ရှင်လည်းဒီဗီဒီယိုလေးကိုကြည့်ပြီးတော့တင်မောသီးကိုဘယ်လိုစားရမလဲ။ဆောင်ရန်ရှောင်ရန်လို့သိသွားမယ်လို့ထင်ပါတယ်။အဲ့အတွက်ကြောင့်ကျွန်တော်ရဲ့မိသားစုနဲ့မိတ်ဆွေတို့တည်သွားအောင်လဲလက်ဆင့်ကန်မျှဝေ share ပေးဖို့လဲကျွန်တော်မေတ္တာရက်ခံပါတယ်အဆိုင်အေးချမ်းပြီးတော့ကျမ်းမာကြပါစီလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နောက်ဗီဒီယိုမှာဘလို့အသီးမျိုးတွေစားလို့ရှိရင်ဘလို့ခန္ဓာကိုယ်အတွက်အကျိုးပြုလဲဆိုတာကိုလည်းဆက်လက်ပြီးတော့ပြောပြပေးတော့မှာဖြစ်ပါတယ်သိကျင်တာရှိလို့ရှိရင်လည်း comment မှာဝင်ရောက်ပြီးတော့ဆွေးနွေးသွားလို့ရပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာတွေ့ပါမယ်